အပိုင်းရှိရဲ့အစမှာတော့ဇက်ကလှေကားအရှိကြီးကိုတက်နေခဲ့ပါတယ်။ဇက်ကတော့လှေကားတွေအရန်ကိုများနေလို့စိတ်ညစ်နေပြီးဒါကအရန်ကိုများတာပဲလို့လည်းပြောနေခဲ့တာပါ။အဲ့ဒီအချိန်ဇက်ကရီချယ်ကိုမင်းအဆင်ပြေလားလို့မေးတော့ရီချယ်ကရပါတယ်လို့ပြန်ပြောခဲ့ပါတယ်။အဲ့နောက်ဇက်ကရီချယ်ကိုဆက်သွားမယ်လို့ပြောလိုက်ပြီးရှောက်စော့မနေဖို့အတွက်ပါပြောပါတယ်။ပြီးတော့ဇက်ကရီချယ်ကိုသူ့ရဲ့ဓမြောင်ကိုထုတ်ပေးလိုက်တယ်။ရီချယ်ကဒါကိုမြင်တော့ဇက်ကိုသူမကိုထပ်ငားတာလားလို့မေးလိုက်ပါတယ်။ဇက်ကတော့အပိုင်ပေးရလို့ပြောလိုက်ပြီးဟောင်းနေတာကြောင့်အသုံးဝင်မှမလားတော့မသိဘူးဆိုပြီးပြောလိုက်ပါတယ်။ပြီးတော့သူကဘာမှမရှိတာထက်ဆိုင်တခုခုရှိတာကပိုကောင်းတယ်လို့ပြောပြပါတယ်။တစ်ဖက်မှာတော့ဂရေကအပြင်ဘက်ကိုငေးနေပါတယ်။အဲ့ဒီအချိန်အရေးပေါ်စနစ်ကအသက်ဝင်လာပြီးအဆောက်အဦကြီးကပေါက်ကွဲလာပါတယ်။ပေါက်ကွဲတဲ့ကိုကျတော့ဂရေကပြုံးနေပြီးတစ်ဖက်မှာရီချယ်တို့ကတော့လန်သွားခဲ့ပါတယ်။ရီချယ်ကဇက်ကိုအမြန်ပြေးဖို့အတွက်သတိပေးလိုက်ပြီးသူတို့ကလှေကားအတိုင်းပြေးကြပါတယ်။အဲ့ဒီအချိန်ဂရေကတော့မီးတောက်တွေကြားထဲမှာရှောက်သွားနေပါတယ်။သူကအရင်ဆုံးဒန်နီရဲ့အထက်ကိုသွားပြီးတဲ့နောက်မှာတော့အဲ့ဒီရဲ့သင်္ချိုင်းကူကိုသွားကြည့်ပါတယ်။ပြီးတော့ကက်သီရဲ့စစ်စေးကန်းကိုကြည့်ခဲ့ပါတယ်။မီးတောက်တွေကတော့နေရာအနှံ့ကိုဝါမြူနေတာပါ။အဲ့ဒီချိန်ဇက်တို့ကလည်းအမြန်ပြေးသွားနေခဲ့ပါတယ်။သူတို့ကအရှိမပိတ်နေတဲ့အခန်းကိုမြင်တော့စိတ်သက်သာသွားပါတယ်။သွေးသွေးတန်းဖြစ်နေတဲ့ဇက်ကရီချယ်ကိုဖယ်နေဖို့အတွက်ပြောလိုက်တယ်။ပြီးတော့သူကရီချယ်တောင်းနေတာကိုနားမထောင်ပဲတကားကိုအဆက်မပြတ်ထုပါတော့တယ်။မီးတောက်တွေကသူတို့အနောက်ကိုရောက်လာတဲ့တိုင်အောင်တကားကပွင့်မလာခဲ့ပါဘူး။ခြေထောက်ထိရောက်ရှိလာတဲ့မီးတောက်တွေကိုမြင်တော့ဇက်ကသွေးပြတ်နေပါတယ်။သူငငယ်ကအဖြစ်ပြက်တွေကိုမြင်အောင်လာပြီးခွေချသွားပါတယ်။ဒါကိုမြင်တော့ရီချယ်ကဇက်ကိုစိတ်ပူသွားပြီးသူမတခုခုလုပ်မယ်လို့ပြောလိုက်ပါတယ်။ရီချယ်ကသူမကတခုခုလုံးမှမလို့ဇက်ကိုစိတ်မပူဖို့အတွက်ပြောလိုက်ပြီးဓာတ်နဲ့တန်တိုင်းကိုထုခဲ့ပါတယ်။ဒါကဇက်ကိုသတိပြန်ဝင်လာစေပြီးသူကရီချယ်ကိုဘာလုပ်နေရလဲလို့မေးခဲ့ပါတယ်။ရီချယ်ကတော့သူမကဒီတန်တိုင်းတွေအလုံးကိုဓာတ်နဲ့ပိုင်းဖြတ်ဖို့အတွက်ကြိုးစားနေတာဖြစ်ပါတယ်။ဒါကိုသိတဲ့အခါမှာဇက်ကသူမကိုဖယ်ခိုင်းလိုက်ပြီးအဲ့ဒီတန်တိုင်းတွေအလုံးကိုတစ်ချက်ထဲနဲ့ပိုင်းချပေးလိုက်ပါတယ်။ဇက်ကရီချယ်ကိုအခုအလုံးအဆင်ပြေသွားပြီလို့ပြောပြီးနှစ်ယောက်သားဆက်ပြေးလာကြပါတယ်။အဲ့ဒီချိန်ရီချယ်ကသူမတို့ကအရှိကနေပြီးတော့တကားပိတ်ကြလာတာကိုသိပြီးဇက်ကိုသတိပေးလိုက်ပါတယ်။ဇက်ကရီချယ်ကိုပွေ့ချပြီးတစ်ဖက်ကိုအမြန်ဝင်သွားလိုက်ကရီမောနေပါတော့တယ်။ရီချယ်ကဇက်ကိုရှင်ပြောနေရလားလို့မေးတော့ဇက်ကခေါင်းငိမ့်ပြလိုက်တယ်။အဲ့ဒီချိန်ဇက်ကသူတို့ရဲ့ရှေ့မှာလာပိတ်နေတဲ့ကြောက်တုံးတွေကိုမြင်ပြီးအားလုံးကိုရိုက်ခွဲပစ်ပါတယ်။ဇက်တယောက်လမ်းတစ်လျှောက်ကအတားဆီးမှန်သမျှကိုအကုန်ဖျက်ဆီးပစ်ခဲ့ပါတယ်။သူတို့ကထွက်ပေါက်ကိုလမ်းမြင်နေရချိန်ကြောက်ခဲရီကသူတို့ရဲ့လမ်းကိုပိတ်သွားခဲ့ပါတယ်။ဒါပေမဲ့ဇက်ကမမှုပဲရီချယ်ကိုသူကဒီကြောက်ခဲရီအားလုံးကိုခွဲပစ်နိုင်မယ်ထင်လားလို့မေးတယ်။ပြီးတော့ဇက်ကရီချယ်ကိုမင်းရဲ့စကားတခွန်းမဲလို့ပြောလိုက်ပါတယ်။ဒါကိုကျတော့ရီချယ်ကဇက်ကိုရိုက်ခွဲပစ်လိုက်မယ်လို့ပြောပါတယ်။သူမရဲ့စကားအဆုံးမှာတော့ဇက်ကအားကုန်လွှဲရိုက်လိုက်ပါတယ်။ကြောက်ခဲရီကခွဲသွားသလိုဇက်ရဲ့ဒဇင်ကလည်းကျိုးသွားပါတယ်။ရီချယ်ကဒါကိုသတိပေးခဲ့ပေမဲ့ဇက်ကတော့နောက်ထပ်သုံးလို့မရတော့ဘူးပဲလို့ပြောပြီးထွက်သွားခဲ့ပါတယ်။ဒါကြောင့်ရီချယ်ကကျိုးနေတဲ့ဒဇင်ကိုနှုတ်ဆက်ပြီးဇက်ရဲ့နောက်ကိုလိုက်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့ကအပေါ်မှာနောက်ထပ်တကားတစ်ချက်ကိုထပ်တွေးလိုက်ရပြန်ပါတယ်။ဇက်ကတော့ဒီနေရာကအဆုံးထိလှဲခွက်ဒီနေပဲလို့ပြောလိုက်ပါတယ်။ရီချယ်ကတော့သူမတို့ဒီထိရောက်လာတာကိုပဲကျေနပ်နေပါတယ်။အဲဒီနောက်သူမကဇက်ကိုတကယ်လို့အပြင်ကိုထွက်ရင်သူမကိုတတ်မှာမလားလို့မေးပါတယ်။ဇက်ကဒါကိုကြားတော့ရီချယ်ကိုမင်းရဲ့မျက်နှာအခြေအနေကောင်းလာရင်ပေါ့လို့ပြောလိုက်ပြီးဇက်ကသူကမလိမ်ဘူးလို့လည်းပြောလိုက်ပါတယ်။အဲဒီအချိန်ဒန်နီကအနောက်ကနေရောက်လာကရီချယ်ကိုတနက်နဲ့ပြစ်လိုက်ပါတယ်။ဒါကြောင့်ရီချယ်တယောက်လဲကျသွားပြီးဒန်နီကတော့ကျေနပ်နေပါတယ်။ဇက်ကဒါကိုမြင်တဲ့အခါမှာလန်သွားခဲ့ပြီးရီချယ်ကိုထိဖို့လုပ်ပေမဲ့သူလည်းအပြစ်ခံလိုက်ရပါတယ်။ဒန်နီကတော့အယူတယောက်လိုရီမောနေခဲ့ပြီးမင်းတို့ရဲ့ဂရိမတီးနိုင်တော့ဘူးမှလားလို့လည်းမေးလိုက်ပါတယ်။အဲဒီအချိန်ရီချယ်ကတော့ဇက်ကိုစိတ်မပူဖို့အတွက်ပြောပြီးဒါကသူမတို့ရဲ့ဂရိဖြစ်လို့ဇက်ကလုံးမပေးနိုင်လဲရတယ်လို့ပြောလိုက်ပါတယ်။ဒါကဒန်နီကိုပောက်ကွဲသွားစေပြီးသူကရီချယ်ကိုဘာလို့လဲလို့မေးလိုက်တယ်။သူကအရာအလုံးကိုပေးခဲ့ပေမဲ့ဘာလို့ဇက်ကိုရွေးခဲ့တာလဲဆိုတာကိုသိချင်နေပါတယ်။ရီချယ်ကတော့ဇက်ကမကောင်းဆိုးဝါးမဟုတ်ဘဲလူသားပါလို့ပြောလိုက်တယ်။အဲဒီအချိန်စိတ်တူနေတဲ့ဒန်နီကရီချယ်ကိုထပ်ပြီးတော့ပြစ်လိုက်ပါတယ်။သူကဇက်ကိုလည်းပဲအဆုံးသတ်ဖို့လုပ်နေချိန်ဂရီကပေါ်လာပြီးဒန်နီကိုမြားနဲ့ပြစ်လိုက်ပါတယ်။ပြီးတော့သူကဇက်ကိုအားရှိသေးရင်ဒီကနေထွက်သွားလို့ပြောလိုက်တယ်။ဇက်ကတော့ရီချယ်တီသွားမှဘာရီအာလာချောင်းနေရလဲလို့ပြောပါတယ်။ဒါပေမဲ့ဂရီကတော့ရီချယ်ကမတည်သေးဘူးလို့ပြောပြီးသူမကသာအပြင်ခေါ်သွားနိုင်ရင်အသက်ရှင်လိမ့်မယ်လို့ပြောပြပါတယ်။ဒါကိုကြတော့ဇက်ကရီချယ်ကိုတတ်ပြီးထွက်သွားခဲ့ပါတယ်။ဒါကိုမြင်တော့ဒန်နီကတုန်လှုပ်သွားပါတယ်။သူကရီချယ်ကိုတတ်ပြီးထွက်သွားတဲ့ဇက်ရဲ့ကြောပြင်ကိုဘာမှမလုပ်နိုင်ပဲကြည်နေခဲ့ရပါတယ်။အဲဒီနောက်သူကဂရီကိုဘာလို့သူ့ကိုပြစ်တာလဲလို့မေးလိုက်တယ်။သူကဂရီအတွက်ဒီအစာအုပ်ရဲ့စီကံဖောက်သူတွေကိုအပြစ်ပေးနေတာလို့ပြောပါတယ်။ဂရီကတော့သူကဒန်နီရဲ့ကျေးဇူးနဲ့အံ့ဩစရာတစ်ခုကိုတွေ့ခဲ့ရတယ်လို့ပြောပြတယ်။ဂရီကဇက်မှာတောင်ပန်စုံကိုမြင်ခဲ့ရတယ်လို့ပြောတော့ဒန်နီကသူ့ကိုဇက်ကိုတကယ်ပဲတမန်တော်လို့ထင်နေတာလားလို့ပြောလိုက်ပါတယ်။အဲဒီနောက်ဂရီကဇက်ကိုသူကတမန်တော်ဖြစ်မယ်လို့ထင်ထားခဲ့တာလို့ပြောပြတယ်။ဘာလို့လဲဆိုတော့ဇက်ကလူသားဖို့အပြင်တခြားဘာမှမသိတဲ့သူဖြစ်နေလို့ပါ။ဒါပေမဲ့ဇက်ကသူ့ရဲ့လက်နက်ကိုတခြားသူအတွက်သုံးခဲ့ပါတယ်။ဒါကြောင့်ဇက်ကအခုလူသားဖြစ်သွားပြီလို့ဂရီကပြောလိုက်ပြီးဇက်ရောသူတို့အားလုံးကပါတကယ်တော့လူသားတွေပဲလို့ပြောလိုက်ပါတယ်။
ဂရီကတော့ဒန်နီကိုရောခေါ်လာခဲ့တာမှန်ပေမဲ့တကယ်ရည်ရွယ်ချက်ကတော့သူမရဲ့ဖျားသခင်ဖြစ်လာခြင်းမလားလို့မေးလိုက်ပါတယ်ဒါကိုကြတော့ဒန်နီကသူကရီချယ်ရဲ့မျက်လုံးတွေကိုသဘောကျခဲ့တာလို့ပြောပြတယ်သူမရဲ့အထီးကျန်နေတဲ့မျက်လုံးတွေကိုချစ်တယ်လို့လည်းပြောပါတယ်အဲ့နောက်မှာတော့မှန်ကကွေးထွက်သွားပြီးဒန်နီကသူ့ရဲ့အမိကိုမြင်ရောက်နေပါတယ်ခဏအတွင်းမှာပဲသူတို့ကအဆောက်အဦရဲ့အပြက်စီးတွေအောက်ကိုပြီးသွားပါတယ်တစ်ဖက်မှာတော့ဇက်ကရီချယ်ကိုတောင်းထားဖို့အတွက်ပြောပြီးအပြင်ကိုရောက်တော့မယ်လို့ပြောနေတာပါဒီလိုနဲ့သွားနေကြရင်အရှိကတကားကိုကန်ဖွင့်လိုက်တဲ့အခါမှာအပြင်ကိုရောက်သွားပါတယ်ဇက်ကရီချယ်ကိုထားလာဖို့အတွက်ပြောပြီးဘာလို့ရမယ်မသိဖြစ်နေပါတယ်တိတ်မကြခင်ရဲရီနဲ့အတူတူစေးရုံကားပါရောက်လာလို့ဇက်ကဝမ်းသာသွားပါတယ်ရဲရီကတော့ဇက်ကိုကောင်မလေးကိုလွှတ်လိုက်လို့ပြောပြီးဒူးထောက်ကလက်ကိုခေါင်းပေါ်တင်ထားခိုင်းလိုက်ပါတယ်ဒါကူကြတော့ဇက်ကရီချယ်ကိုတစ်ချက်ကြည့်လိုက်ပြီးသူတို့ပြောတဲ့အတိုင်းလိုက်လုပ်ပါတယ်ရဲရီကသူ့ကိုဖမ်းခဲ့ကြပေမဲ့ရီချယ်ကိုကဲသွားတာမြင်တော့ဇက်ကပြုံးလိုက်ပါတယ်နောက်ရက်မှာတော့အားလုံးကအခင်းဖြစ်ပွားရာနေရာကိုလာကြည့်ကြပါတယ်သတင်းတွေမှာလည်းရီချယ်ကိုပြန်တွေ့ကြောင်းဖော်ပြခဲ့ကြပါတယ်သတင်းတောက်တွေကတော့ဇက်နဲ့ပတ်သက်ပြီးအရာရှိကိုမေးမြန်းပါတယ်အရာရှိကဇက်ဟာရီချယ်ရဲ့မိဘတွေနဲ့ရီချယ်ကိုပြန်ပေးဆွဲမှုမှာမပါဝင်ခဲ့ဘူးလို့ညင်းခဲ့တယ်ဆိုတဲ့အကြောင်းပြောပြတယ်ဒါအပြင်သူကရီချယ်နဲ့ပတ်သက်ပြီးလည်းဘာမှမသိဘူးလို့ပြောကြားခဲ့ကြောင်းရှင်းပြပါတယ်ဒါပေမဲ့သူကတခြားလူသတ်မှုတွေကိုတော့ကျူးလွန်ခဲ့တာကိုဝန်ခံခဲ့တာပါပြီးတော့ဇက်ကရီချယ်အသက်ရှင်သေးလားလို့မေးခဲ့ကြောင်းကိုလည်းပြောပြပါတယ်တစ်ဖက်မှာလည်းပဲရီချယ်ကိုပြုစုပေးနေတဲ့ဆရာမကိုသတင်းတောက်တွေကမေးမြန်းနေပါတယ်ဆရာမကတော့ရီချယ်ကတတ်တာလာပြီဆိုပေမဲ့သူမကအရန်ကြောက်နေတယ်လို့ရှင်းပြပါတယ်ပြီးတော့ရီချယ်ကဇက်နဲ့ပတ်သက်ပြီးမင်းနေတယ်လို့လည်းရှင်းပြတယ်ပြီးတော့ရီချယ်ရဲ့စိတ်ခံစားချက်တွေကိုလည်းပိုကောင်းလာအောင်လုပ်ဖို့တွေးထားတယ်ဆိုတဲ့အကြောင်းပြောပြတယ်အဲဒီနောက်မှာတော့ဆရာမကရီချယ်စီကိုပြန်လာပြီးရီချယ်ကိုစကားတွေပြောပေးခဲ့ပါတယ်ဆရာမကစကားတွေကိုစတိုက်ပြောနေပေမဲ့ရီချယ်ကတော့ငြိမ်သက်နေခဲ့တာပါသူမရဲ့စိတ်မသက်မသာဖြစ်နေတဲ့ပုံစံနဲ့ရှိနေပြီးတပ်ပြင်းတွေကိုသာတောက်လျှောက်ချနေခဲ့ပါတယ်တရက်မှာတော့ဆရာမကရီချယ်ကိုအပြင်ကိုလမ်းလျှောက်ထွက်ဖို့အတွက်ပြောလာပါတယ်ဒါကိုကြတော့ရီချယ်ကလည်းလက်ခံလိုက်ရပါတယ်အဲဒီနောက်မှာတော့သူမကဇက်ကတေတံချမှတ်ခံလိုက်ရတဲ့အကြောင်းရီချယ်ကိုပြောပြလိုက်ပြီးမစိုးရိမ်တော့ဖို့အတွက်ပြောပါတယ်ဒါပေမဲ့ရီချယ်ကတော့ဘာမှပြန်မပြောခဲ့ပါဘူးသူမကဆရာမနဲ့အတူတူအပြင်ကိုတိတ်ဆိတ်စွာလိုက်လာပါတယ်တနေ့အရောက်မှာတော့ဆရာမကရီချယ်ကိုခဏထိုင်ကြံနေခဲ့ဖို့အတွက်ပြောတယ်ဒါကိုကြတော့ရီချယ်ကသူမပြောသလိုထိုင်နေခဲ့ပါတယ်ဒါပေမဲ့ဆရာမသွားပြီးခဏကြာမှာတော့သူမကတစ်ဖက်ကိုထွက်လာခဲ့ပါတယ်အဲ့ဒီချိန်ရီချယ်ကအိမ်အိမ်က TV ကနေဇက်ရဲ့အကြောင်းလာနေတာကိုကြားသွားပါတယ်ညနေရောက်တော့ရီချယ်ကဆရာမနဲ့တွေ့ဆုံခဲ့ပါတယ်ဆရာမကတော့ရီချယ်ကိုတခြားလူနာရဲ့အချိန်ကြာသွားလို့နောက်ကျကြောင်းတောင်းပန်လိုက်ပါတယ်ပြီးတော့သူမကရီချယ်ကိုအနားယူခွင့်မှာပေးခဲ့ပါတယ်ဒါပေမဲ့ညရောက်တော့ရီချယ်ရဲ့အခန်းကဗရင်းပေါက်မှန်အခွဲခံလိုက်ရပြီးအပြင်ဘက်မှာတော့ဇက်ကရှိနေပါတယ်ဇက်ကရီချယ်ကိုမြင်တော့ပြင်းစရာမျက်နှာကြီးလုံနေပြန်ပြီလားလို့မေးပါတယ်ဇက်ကိုမြင်တော့ရီချယ်ကအရန်ကိုဝမ်းသာသွားခဲ့ပြီးသူကဇက်ကိုထောင်ထဲမှာရှိနေရမှာမှတ်လားလို့လည်းမေးလိုက်ပါတယ်ဇက်ကတော့သူကတေချာပေါက်ထောင်ဖောက်ပြေးလာတာလို့ပြောပါတယ်အဲဒီနောက်ဇက်ကရီချယ်ကိုလက်ကမ်းပေးပြီးမင်းငါတတ်တာကိုခံမလားလို့မေးတော့ရီချယ်ကလည်းချက်ချင်းသဘောတူလိုက်ပါတယ်အဲ့ဒီအချိန်ရဲကားတွေရောက်လာပါတယ်ဇက်ကတော့ရီချယ်ကိုလက်ကမ်းပေးလိုက်ပြီးသူနဲ့အတူခေါ်သွားခဲ့ကဇက်လန်းလေးကလည်းပြီးဆုံးသွားခဲ့ပါတယ်